23 ရက်နေ့ကနေ30ရက်အထိဗုဒ္ဓဟူတာသမီများအတွက်တပတ်စာဟောစာတမ်းဖြစ်ပါတယ်ဒီအပတ်ဗုဒ္ဓဟူတာသမီများအတွက်ခါကြတော့စကားပြောဆိုကျွမ်းကျင်မှုနဲ့ဆက်ဆံရေးကောင်းမွန်မှုကြောင့်လုပ်ငန်းခွင်မှာခွင့်အလန်းကောင်းများတကားပွင့်မြင့်အချိန်ဖြစ်ပါတယ်ရှင်စာချုပ်စာတမ်းများလက်မှတ်ရေးထိုးရန်သွေးနွေးညှိနှိုင်းရန်တင့်တော်တဲ့တည်အပတ်လည်းဖြစ်ပါတယ်စကားအပြောအဆိုမာယွင်ခြင်းသို့မဟုတ်တည်အချက်အလက်လွဲမှားခြင်းတို့ကြောင့်ထင်အမြင်လွဲမှားမှုမဖြစ်အောင်တတိထား၍စေတနာထားပြောဆိုပါငွေရေးကြေးရေးမှာခါကြတော့စကားပြောဆိုဆက်ဆံရေးကနေတစဉ်ငွေအခွင့်အလန်းနဲ့ဝင်ငွေတင့်များတိုးပွားလာပါလိမ့်မယ်ဦးတန်းရောင်းဝယ်ရေးနဲ့အကျိုးဆောင်လုပ်ငန်းများလုပ်ကင်တဲ့သူများဦးအစဉ်ပြေလက်ရွှေမီကာလာဖြစ်ပါတယ်ရှင်အချစ်ရေးနဲ့အိမ်ထောင်ရေးမှာခါကြတော့ချစ်သူရှိသူများအိမ်ထောင်ရှင်များအနေနဲ့ခါကြတော့တန်တရားဖြစ်စရာကိစ္စအနှဲငယ်ကြုံရတတ်တော်လဲပွင့်ပွင့်လင်းလင်းတိုင်ပင်ဆွေးနွေးပါကအစဉ်ပြေပါလိမ့်မယ်လူပြိုအပြိုများခါကြတော့ခရီးသွားရင်သို့မဟုတ်တင်တန်းတက်ရင်အလုတ်ခွင်မှာတစင်စိတ်သူကိုယ်သူမိတ်ဆွေတစ်ချစ်သူတစ်ရရှိနိုင်ပါတယ်ရှင်ကျမ်းမာရေးမှာခါကြတော့အသက်ရှူလန်းကြောင်းအဆုတ်နဲ့လေချောင်းပိုင်းဆိုင်ရာမအီမတာဖြစ်ခြင်းအေးမိခြင်းဖြစ်တတ်တဲ့ဖြစ်ခယူးဆိုင်ပါပြုလုပ်ရမယ့်ယတခါကြတော့မြတ်စွာဘုရားမှာလှပန်းကတ်လူပူဇော်ပါဒါမှမဟုတ်ရေခဲမုတ်ကတ်လူပူဇော်ပြီးတော့လိုရာဆုတောင်းပါရှင်အရေးကြီးကိစ္စများတွင်အစိမ်းရောင်ဝတ်ဆင်ပါကအငင်းအတောက်ကင်းပြီးတော့ကန်စာတာပုံမတောက်ပစေပါရှင်